มาเลยย่าเด้ไม่สั่งก็ได้ไม่สั่งก็ได้วิดีโอมาတော့လဲရတယ်မသွားလဲရတယ်မနေလဲရတယ်မယူလဲရတယ်လဲရတယ်နဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်ပထမဦးဆုံးမနေလဲရတယ်ကိုไม่อยู่ก็ได้ไม่อยู่ก็ได้မပေးလဲရတယ်ไม่ให้ก็ได้ไม่ให้ก็ได้มาลกလဲရတယ်ไม่ทำก็ได้ไม่ทำก็ได้มาပြောလဲရတယ်ไม่บอกก็ได้ไม่บอกก็ได้มาရှင်းပြလဲရတယ်ไม่อธิบายก็ได้ไม่อธิบายก็ได้စိတ်မဝင်စားလဲရတယ်ไม่สนใจก็ได้ไม่สนใจก็ได้มาရည်ရွယ်လဲရတယ်ไม่ตั้งใจก็ได้ไม่ตั้งใจก็ได้တကယ်လို့ကိုကတခုမှားပြီးတော့လုံးမိလိုက်ရဆိုလို့ရှိရင်တော့ไม่ได้ตั้งใจไม่ได้ตั้งใจมาသွားလဲရတယ်ไม่ไปก็ได้ไม่ไปก็ได้มาอยู่လဲရတယ်ไม่เอาก็ได้ไม่เอาก็ได้လက်မခံလဲရတယ်ไม่รับก็ได้ไม่รับก็ได้มาအပ်ထားလဲရတယ်ไม่ฝักไหวก็ได้ไม่ฝักไหวก็ได้ฝักไหวဆိုတာအပ်ထားတယ်ပေါ့နော်ဒီမှာအရင်အပ်ထားမယ်ဆိုฝักไว้ที่นี่ก่อนฝักไว้ที่นี่ก่อนနှုတ်လဲရတယ်ไม่ส่งก็ได้ไม่ส่งก็ได้มาလဲရတယ်ไม่สั่งก็ได้ไม่สั่งก็ได้ဒီမှာสั่งဆိုတဲ့စကားလုံးကထိုင်းစကားလုံးပေါ့နော်สั่งဆိုတာကဒီမှာပစ္စည်းမှာတယ် online ပေါ်မှာပစ္စည်းမှာတယ်တခုခုပစ္စည်းမှာတယ်ကိုสั่งလို့ပြောတယ်ပေါ့နော်မပြေးလဲရတယ်ဥပမာအရေးကြီးတဲ့အလုပ်တစ်ခုပေါ့နော်အမြန်သွားဆရာလိုတယ်အဲ့ဒါကိုတကယ်လို့ကိုကပြေးသွားတယ်ဆိုไม่วิ่งก็ได้ไม่วิ่งก็ได้မပြေးလဲရတယ်ပတ်စံလဲတယ်ကိုလက်ပေါ့နော်လက်เงินဆိုပတ်စံလဲတယ်ไม่แลกก็ได้ไม่แลกก็ได้မလဲလဲရတယ်မစားလဲရတယ်ไม่กินก็ได้ไม่กินก็ได้မကြော်လဲရတယ်ဆိုလို့ရှိရင်ไม่ทอดก็ได้ไม่ทอดก็ได้မပြုတ်လဲရတယ်ဆိုလို့ရှိရင်တော့ไม่ต้มก็ได้ไม่ต้มก็ได้ဒီမှာต้มต้มဆိုတာရင်ရွက်တည်တယ်ဖြစ်ဒါမှမဟုတ်ကြက်ဥပြုတ်တာတို့အရွက်အတိရွက်ပြုတ်တာတို့အဲ့လိုပြုတ်တော့လဲต้มလို့ခေါ်တယ်ပေါ့နော်စီးတယ်ကျတော့လောင်လို့ပြောတယ်ပေါ့နော်ไม่ล้างก็ได้ไม่ล้างก็ได้မစီးလဲရတယ်အဲ့တဲ့ကကိုအိမ်မှာသမင်းလာစားတဲ့အခါတို့အဲ့ကျတော့အဲ့တဲ့ကပကံစီးမယ်ဆိုလို့ကျတော့ကိုတဲ့ကไม่ล้างก็ได้မစီးလဲရတယ်ပြောไม่ဆိုတဲ့စကားလုံးမထည့်ရဘူးဆိုလို့ရှင်တော့ပြောင်းပြန်ဖြစ်သွားတယ်ပေါ့နော်ไม่ไปก็ได้ကနေไม่ကိုဖြုတ်လိုက်မယ်ไม่ไปก็ได้မသွားတော့ဘူးကနေပြီးတော့ไปก็ได้ဆိုတာသွားလို့ရတယ်ဖြစ်သွားတယ်ပေါ့နော်ไม่ဖြုတ်လို့ရှင်တော့ဥပမာမစัจကျင်ဘက်စကားလုံးတွေပြုတ်သွားတယ်ပေါ့နော်ไปก็ได้သွားလို့ရတယ်ทำก็ได้လုပ်လို့ရတယ်อยู่ก็ได้နေလို့ရတယ်အဲ့လိုပေါ့နော်ခုနไม่ကိုပြောရှင်တဲ့စကားလုံးနဲ့ไม่ကိုဖြုတ်လို့ရှင်တော့စัจကျင်ဘက်တွေဖြစ်သွားတယ်ပေါ့နော်